မျိုးသားတယောက်ဟာမြေကမ်းနားမှာကြက်မလေးတစ်ကောင်ကိုတွေ့ရှိခဲ့ပြီးကောင်းကောင်းမွန်မွန်စောင့်ရှောက်ဖို့အတွက်အိမ်ကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူလုံးဝမသိခဲ့တာကတော့အဲ့ဒီကြက်မလေးဟာတကယ်တော့နတ်ဗိုလ်ချုပ်တစ်ပါး Heavenly General ဖြစ်နေတာပါပဲ။သူမဟာအဓမ္မပေးစားတဲ့အိမ်အောင်ရေးကနေထွက်ပြေးရင်းဒဏ်ရာရပြီးပြုတ်ကျလာခဲ့တာဖြစ်ပြီးကံကောင်းထောက်မစွာနဲ့ပဲသူ့ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အစပိုင်းမှာတော့ကြက်မလေးဟာအာခံပြီးထိုမျိုးသားကိုပြန်လည်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့သူချက်ပြုတ်ပေးတဲ့အရာသာရှိတဲ့အစားအစာတွေကြောင့်လုံးဝကိုဆွဲလန်းသွားပါတော့တယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှကြက်မလေးဟာမကြေမနက်ဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့မျိုးသားဟာတက်တက်လွတ်ဟင်းလျာတွေကိုပဲချက်ပြုတ်လို့ပါ။သူမကအသားစားချင်နေတာဖြစ်ပါတယ်။နောက်မှတိလိုက်ရတာကတော့မျိုးသားဟာနာမကျန်းဖြစ်နေပြီးသူ့ရဲ့ပတ်စံအားလုံးကိုစေကူသားစီရဲ့အဖြစ်သုံးဆွဲခဲ့ရတာပါ။အမှန်တရားကိုတိလိုက်ရတဲ့အခါကြက်မလေးဟာသူ့ပေါ်အလွန်တနာကယူနာတက်သွားပါတယ်။သူမဟာကြောက်ခဲတွေကိုရွှေအဖြစ်ပြောင်းလဲဖို့နှစွမ်းအားကိုတုံးကြည့်ပေမဲ့သူမရဲ့စွမ်းအားတွေကအပြည့်အဝပြန်မကောင်းသေးပါဘူး။ဒါကြောင့်ရွှေတွေဟာကြောက်ခဲအဖြစ်ပဲအမြဲတမ်းပြန်ပြောင်းသွားပါတယ်။သူမဟာကြောက်ခဲတွေကိုကားထားတွေတစ်ခေါက်ပြီးတစ်ခေါက်ရွတ်ဖက်ပေမဲ့လည်းအချိန်ချင်းပဲကြာရှုံးခဲ့ရပါတယ်။သူမဟာဒေါသတကြီးနဲ့ကြောက်ခဲတွေကိုရေထဲကန်ချပစ်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသားကတော့သူမဟာအသားစားခြင်းလို့စိတ်ယူပေါက်နေတာလို့မှားယွင်းတွေးမိသွားပြီးသူ့ရဲ့နောက်ဆုံးကြံတဲ့ဒင်းကားပြအနေငယ်ကိုယူဆောင်ကအသားသွားဝယ်ပေးခဲ့ပါတယ်။ညတကောင်ချိန်မှာတော့အမျိုးသားဟာကြက်မလေးကဝိညာဉ်စွမ်းရည်တွေကိုစုပ်ယူနေတာကိုသတိပြုမိသွားပါတယ်။ခဏကြာမှပဲသူမဟာလူသားအသွင်ကိုပြန်လည်ပြောင်းလဲသွားပါတယ်။သူမထွက်မသွားနိုင်အောင်တားဆီးဖို့အတွက်အမျိုးသားဟာကြောက်ခဲတွေကိုတုံးပြီးစစ်ဖြူဟာ formation တစ်ခုခင်းကျင်းလိုက်ရအမျိုးသမီးဟာကြက်မသွင်ကိုပြန်ပြောင်းသွားပါတော့တယ်။နောက်တစ်နေ့မှာအမျိုးသားဟာဈေးကိုသွားရင်းလူလိန်တစ်ယောက်ကလမ်းသွားလမ်းလာတွေကိုလှည့်ဖျားနေတာကိုတွေ့လိုက်ရပါတယ်။စိတ်ထားကောင်းတဲ့သူကအဲ့ဒီလူလိန်ရဲ့လှည့်ကွက်ကိုဖွင့်ချလိုက်ပါတယ်။ဒါကိုနာကြီးသွားတဲ့လူလိန်ဟာအဲ့ဒီနေ့မွန်းလွဲပိုင်းမှာပဲအမျိုးသားရဲ့အိမ်ထဲကိုအတင်းဝင်ရောက်စီးနှင်းပြီးအမျိုးသားကိုမြေပြင်ပေါ်ကန်ချပစ်လိုက်ပါတော့တယ်။အန်ဒီယေကိုရိမ့်မိသွားတဲ့အမျိုးသားကသူ့ဘေးနားကကြောက်ခဲတွေကိုအမြန်တွန်းလှည့်လိုက်ပြီးရင်ပြင်ထဲကစစ်ဖြူဟာကိုချက်ချင်းအသက်သွင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ထဲကနေတောက်ပတဲ့ဖြူရောင်လင်းတဲ့တစ်ခုဖြာထွက်လာပါတယ်။လူလိန်ကအမျိုးသားကိုဖမ်းဆီးခေါ်ဆောင်သွားဖို့လုပ်နေတော့မှပဲကြက်မလေးဟာလူသားအသွင်နဲ့ထွက်ပေါ်လာပါတော့တယ်။သူရလာပါတဲ့အမျိုးသမီးကိုမြင်လိုက်ရတဲ့လူလိန်ကတော့ဝင်မပါဖို့သူမကိုချင်းချောက်လိုက်ပါတော့တယ်